ကဘာကြီးတဲ့မှနင်ပြောင်းသွားမှာကိုကြောက်နေခဲ့တော့ကနာကျင်ချက်တွေအလဲကဘာကြီးပြန်နေလဲနင်လဲတော့မကြည့်ဘူးမလားရပါတယ်ထားခဲ့နေသဘောပဲ မဖြစ်ဘူးတဲ့ယူတယ်